မင်းသိန်ခဘေဒင် channel မှာကြိုဆိုလိုက်ပါတယ်နဲ့အကြံပြုဟောပြောပြီးမှဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအင်တာသားသမီးများအစဆုံးလေးကြည့်ရှုပေးပါ။အင်္ဂါသားသမီးများက9လပိုင်းမှာဆိုလို့ရှိရင်မိမိတို့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ခက်ခဲလေးတွေအနည်းငယ်ဖြစ်ပေါ်နိုင်ပါတယ်။ဒါပေမဲ့လို့စိုးရိမ်စရာတော့လုံးဝမရှိပါဘူး။အောင်မြင်စွာနဲ့ပဲကျော်လွှားပြီးတော့လုပ်ကင်နိုင်မှာဖြစ်ပါတယ်။အလုံးနဲ့ပတ်သက်လို့ကြတော့မိတ်ဆွေကောင်းတွေရွေးချယ်တတ်ဖို့တော့လိုပါတယ်။ဒီ9လပိုင်းမှာအင်္ဂါသားသမီးတွေကစိတ်နှက်ခွဖြစ်နေတတ်ပါတယ်။သူတို့ဆုံးဖြတ်ချက်တွေကလည်းနှစ်မျိုးနှစ်စားဖြစ်နေတတ်ပါတယ်။ပြောရရင်တော့ဆုံးဖြတ်ချက်တွေမခိုင်မာတာမျိုးပေါ့။အခုပဲဒီအရာလေးကိုလှုပ်ဆောင်လိုက်လို့နော်ဆုံးဖြတ်လိုက်ပြင်မဲ့လို့ခဏနေလဲကြအောင်အဲ့ဒီဆုံးဖြတ်ချက်တွေကိုပြန်လဲရုပ်သိမ်းတတ်တာမျိုးဖြစ်ပေါ်နေတတ်တယ်။စိတ်နဲ့ပတ်သက်ရင်ကဏမငြိမ်ဖြစ်ပေါ်တယ်။ဒါကြောင့်အင်္ဂါသားသမီးများကတော့ဒီကာလမှာအထူးဂရုစိုက်ရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့အင်္ဂါသားသမီးများငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းငွေအထွက်များနေတတ်ပါတယ်။ငွေနဲ့ထွက်ငွေမညီမျှတာမျိုးတွေဖြစ်နေပါလိမ့်မယ်။မိမိတို့ရဲ့အိမ်နေရာအလုပ်နေရာတွေလည်းပြောင်းရွှေ့တတ်ပါတယ်။အဲ့တော့အလုပ်ပြောင်းနေရာပြောင်းအိမ်ပြောင်းနေရတော့ကောင်းပါတယ်။အဲ့တော့ကိုယ့်အိမ်မှာရှိတဲ့စာအုပ်အဟောင်းနော်စာအုပ်စဉ်အကျိုးအပဲ့ရှိနေတယ်ဆိုရင်ပြန်လည်ပြုပြင်ပေးပါစာအုပ်အဟောင်းကြီးလုံးဝချစားပြီးတော့သုံးမရတဲ့စာအုပ်တွေနှမျောပြီးတော့တင်ထားတာမျိုးရှိရင်တော့နည်းနည်းဆုံးပြလိုက်ပါအင်မတန်ကိုလက်ပိတ်နေပါလိမ့်မယ်အဲ့တော့အင်္ဂါသားသမီးများကဒီလမှာဆိုရင်ဒီ9လပိုင်းဆိုတာကတော့နှစ်တစ်နှစ်ရဲ့ဒီမှာ3ပုံတစ်ပုံတွေကို2ပုံတွေကိုကျော်လွှားနေတာဖြစ်ပါတယ်ဒါပေမဲ့လို့အင်္ဂါသားသမီးတွေကပြောရမယ်ဆိုရင်ဒီ9လပိုင်းမှာကိုယ့်ရဲ့အခွင့်အရေးကိုတုံးချတတ်ဖို့လိုပါတယ်အင်္ဂါသားသမီးများနေရာတကာဆက်စုတာမျိုးတွေလုံးဝမလုပ်ပါနဲ့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စမျိုးတွေဝင်မပါပါနဲ့ဝင်ပါမိတယ်ဆိုလို့ရှိရင်တော့ဒီ9လပိုင်းကြီးအင်္ဂါသားသမီးများအတွက်အဆိုးဆုံးတစ်လဖြစ်သွားတတ်ပါတယ်အမှုဖြစ်နေတဲ့လူတွေကိုကူညီမှာအဲ့တော့စာချုပ်စာတမ်းကိစ္စတွေစာရွက်စာတမ်းကိစ္စတွေလက်မှတ်ရေးထိုးတဲ့ကိစ္စမျိုးတွေအထူးဂရုစိုက်ပါအာမခံကိစ္စမျိုးတွေဂရုစိုက်ပါကျမရေးနဲ့ပတ်သက်ပြီးတော့မျက်စိဒုက္ခပြီးတတ်ပါတယ်အစိတ်တင့်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒီကာလမှာကိုကဘလောက်ပဲကောင်းအောင်လုပ်စကားအရှုပ်ရှင်းနေဓာတ်ထဲမှာကိုကဝင်ပါမိပြီးတော့မှပြဿနာတွေဖြေရှင်းနေရတတ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများကတော့အိမ်ချမ်းမြေကိစ္စတွေကတော့အကျိုးပေးပါတယ်ဒီလပိုင်းမှာဆိုရင်တနင်္ဂနွေဗုဒ္ဓဘုရားအဲ့လိုနေသားမျိုးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်တော့ကားရောက်မယ်အကျိုးပေးတာစနေတနင်္လာအကျိုးပေးပါတယ်ဒီကိစ္စဒီလပိုင်းထဲမှာအင်္ဂါသားသမီးများဘာပဲလုပ်တနင်္လာနေ့နဲ့စနေနေ့မှာဆောင်ရွက်ပါပြောဆိုပါအောင်မြင်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ကထမ်းပင်နော်ထမ်းပင်အောက်ကိုသွားမယ်ထမ်းပင်အောက်မှာသွားပြီးတော့မိမိတို့အနေနဲ့တခွားဒီလေးစားအရှိရက်ကိုမျက်နှာမူပြီးတော့ဆုတောင်းပါအဲ့တော့ဒီလပိုင်းထဲမှာ9လအင်္ဂါသားသမီးများအလုပ်ကိုင်တန်စီတစ်တွေတိုင်ကန်းဖွင့်တာတွေအောင်မြင်သွားပါလိမ့်မယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဘုံကြီးကျောင်းမှာတက်တိုင်းလေးနဲ့စွန့်ကြိုက်လေးပို့ပြီးပါငွေလက်ပွင့်သွားပါလိမ့်မယ်ခြေနဲ့ပတ်သက်လို့ကြတော့အင်္ဂါသားသမီးများတိုက်ခံတွေဖြစ်နေပါလိမ့်မယ်ညှိနှိုင်းမရတဲ့ပြဿနာတွေပေါ်ပေါက်လာပါလိမ့်မယ်အဲ့တော့အိမ်တော်ကြီးမှာကြတော့လေနေနေရနေကန်းမြေကန်းပြက်ဆဲသွားတာမျိုးတွေသဘောထားချင်းမတိုက်ဆိုင်တော့တာမျိုးတွေစာချုပ်စာတမ်းနဲ့လက်မှတ်ရေးထိုးပြီးတော့မှပွာရှင်းရတဲ့ကိစ္စတွေဖြစ်ပေါ်တတ်ပါတယ်အဲကြောင့်အင်္ဂါသားသမီးများကတော့မိမိတို့အနေနဲ့မြောက်ရက်ဘက်ကိုမျက်နှာမူပြီးတော့မနက်ခင်းစောစောလေးမှာဖျားတောက်တော်ကြီးတောက်ပြီးတော့မှဆုတောင်းလိုက်ပါ
ဒါဆိုရင်အင်္ဂါသားသမီးများဟာဒီ9လပိုင်းမှာကံကောင်းခြင်းတွေပိုင်ဆိုင်တော့ရတယ်ပညာရေးနဲ့ပဲပတ်သက်မိမိတို့အလုပ်အကင်နဲ့ပဲပတ်သက်အင်တာဗျူးဖြေဆိုတာစာမွဲဖြေဆိုတာအလုပ်လျှောက်ထားတာတွေကတော့ခုနပြောတဲ့မြောက်ရက်ဘက်ကိုမြင်တာဘူးမနေ့ကင်းစောစောတွေမှာတရားတောက်တော်ရည်လူတောက်ပြီးတော့မှစူတောင်းဖျားကိုကတ်ထားတဲ့တောက်တော်ရည်ဖြစ်ပါလိမ့်မယ်ကတ်ပြီးတော့မှပြန်ဆွပြီးတော့ပွားတောက်ပြီးတော့မှစူတောင်းပြီးတော့သွားပါကိုယ့်ရဲ့ကိစ္စတွေအောင်မြင်ပါအင်္ဂါသားသမီးများ9လပိုင်းမှာမိညိုရောင်အကျိုးပေးပါတယ်အဲ့တော့ငွေအစုလိုက်ပုံလိုက်လအစမှာဝင်လာတတ်ပါဝင်လာရင်နည်းနည်းလေးပဲဖြစ်ဖြစ်ကိုတတ်နိုင်တဲ့လောက်တလောက်ပြန်ပြီးတော့ထူတန်းပေးလိုက်ပါဝင်လာတဲ့ငွေတွေကမြဲသွားပါမယ်ဒီအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုယ်ပါလူရဆန္